ကဲအားလုံးပဲမင်္ဂလာပါဗျ GTS channel မှာပြန်လည်ကြိုဆိုလိုက်ပါနဲ့ဒီကနေ့မှာတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့စိတ်ဝင်စားဆောင်ရွက်ကြည့်ရှုတွားမဲ့မြန်မာကချင်းတိုင်းသား MMA fighter တူဖြစ်တဲ့ဂျော်ရှောပန်ရဲ့ပွဲစဉ်ကောင်းတဲ့ပွဲလေးကိုပြည်သက်တွေနဲ့အတူအဆအဆုံးကြည့်ရှုရင်းနဲ့ commentator အနေနဲ့ပြုလုပ်တင်ဆက်ပြီးတော့ပြီးမဲ့ပြင်ဂျော်ရှောပန်ရဲ့ဆွမ်းဆောင်ရည်ကိုလေ့လာကြည့်ရှုတုံးတက်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်အခုပဲစကြရလိုက်အောင်ဗျ။အဲ့တော့ပြည်သက်တွေအားလုံးသိရှိခဲ့ကြပြီးတာအတိုင်းပဲဒီလာမဲ့တနင်္ဂနွေနေ့ဒါဂျွန်လ10ရက်နေ့မနက်ပိုင်းမှာဆိုရင်တော့ UFC 316ပြိုင်ပွဲကြီးကိုကျင်းပပြုလုပ်သွားတော့မှာဖြစ်ပါတယ်။အဲ့တော့ဂျော်ရှောပန်အနေနဲ့ကတော့ UFC 316အပြိုင်ပွဲမှာဆိုရင်တော့ဘရာဇီးကဖိုက်တာတူဖြစ်တဲ့ Bruno Silva နဲ့ရှင်ပြိုင်ထိုးတက်သွားမှာဖြစ်ပါတယ်။အဲ့တော့ဒီဂျော်ရှောပန်နဲ့ Bruno Silva တို့ရဲ့ဒါတွဲဆိုင်တဲ့ပတ်သက်ပြီးပွဲကျူတုံးတစ်ချက်ကိုတော့ကျွန်တော်အနေနဲ့ဒီနောက်လာမယ့်ဗီဒီယိုတွေမှာအသေးစိတ်တုံးတက်တင်ဆက်ပြီးသွားပြီးလို့ရှိပါတယ်။ဒီတို့ကြောင့်မသာဆောင်မျိုးကြည့်ရှုအပ်ပြီးဒီကနေ့အားလုံးကိုဖိတ်ခေါ်လိုက်ချင်ပါတယ်။အခုလက်ရှိကျွန်တော်တို့ကြည့်ရှုနေတဲ့ပွဲစဉ်ဟာဆိုရင်တော့ဂျော်ရှောပန်အနေနဲ့ဒါအပျော်နှမ်းဘဝမှာရှင်ပြိုင်ထိုးတက်သွားခဲ့တဲ့ပွဲစဉ်တစ်ပွဲလေးပဲဖြစ်ပါတယ်။လက်ရှိဂျော်ရှောပန်ကတော့ဒါအပြန်တောင်းကနေရှင်ပြိုင်ထိုးတက်နေတာဖြစ်ပါတယ်။အဲ့တော့ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းပဲဂျော်ရှောပန်ရဲ့အရက်ဟာဆိုရင်တော့9ပေနဲ့9လက်မရှိပါနဲ့အသက်ကတော့20နဲ့3နှစ်ပါလက်ရှိအချိန်မှာဆိုရင်တော့ဒါ professional MMA ပွဲစဉ်ပေါင်း15ပွဲအထိရှင်ပြိုင်ထိုးတက်ထားပြီးတော့မှဒါနှစ်ပွဲရှုံးနေထားပြီး73ပွဲအနိုင်ရရှိထားတယ်ပေါ့နော်အဲ့တော့တစ်ဖက်ကသူနဲ့ရှင်ပြိုင်ထိုးတက်နေတဲ့ဒီအနီတောင်းကဖိုက်တာဆိုရင်တော့ US ကဖိုက်တာသူဖြစ်ပါတယ်ဒါသူနာမည်ကတော့ဒါအမိုင်ရီကိုဂါစီယာလို့ခေါ်ပါတယ်အဲ့တော့ဒီဖိုက်တာဆိုရင်တော့ဂျိုရှောဗန်ထက်ကျွန်တော်အသက်နည်းနည်းကြီးပါတယ်25နှစ်ရှိပြီပေါ့နော်အရက်မောင်းမှာတော့ဖိုက်တာ2ကတိတ်ပြီးမသိမ့်မရင်းလို့ပြောလို့ရပြီမဲ့ဂျိုရှောဗန်ကဒါတလက်မလောက်တာတဲ့အနေထားမျိုးရှိတယ်โอเคဒါဆိုရင်ကျွန်တော်ပွဲစဉ်လေးကိုအဓိကကြည့်လိုက်အောင်ဗျကောင်းတယ်ဒီစီကနေခရီးအပီးထားမျိုးတွေ့ရတယ်Americo trying to keep his composure and get back to his feet. He almost does. Van coming out strong. Referee Patrick Patton. ဒီတော့လမ်းဖန်ထားတယ်ဗျစင်ကလက်ထိတ်တောင်ပုံစံမျိုးပြန်ပြီးတော့မှရယူဖို့ကြိုးစားနေတာဖြစ်တယ်ဂျော်ရှောပန်နေနဲ့တလွတ်နေတဲ့ဒီလက်ခုတွေနဲ့ကျွန်တော်တို့ကျွေးနေတာမျိုးတွေ့ရတယ်ဗျဒီတော့ပြီးခံလိုက်ရတယ် It's funny. I mean, we talked about this last fight. You know, Van dominating this fight at least through the first minute and a half, and now he's down and he could be here for the rest of the fight. Even if there's no damage done, and right now there's been no even attempted damage